ကဝိုင်းလာလို့ရေအနန္တအဟံဝနာမိသံဃာကုဏအနန္တအဟံဝနာမိအာနာတိကုကုဏအနန္တအဟံဝနာမိအာသရိယကုဏကုဏကတုန်ဟံဝနာမိပိသကုဏအဟံဝနာမိသဗ္ဗရာပါဗျာမင်းရထားတာဆိုလေနှစ်ဖက်ပြန်ပြီးတော့ကျွန်တော်ဆရာတော်ကြီးကိုဒီလိုပူဇော်လိုက်ချင်ပါတယ်ဗျာ
ပြစ်တာပေါ်ရတယ်လားဟာအားရတော့တာဟုတ်ပါဟုတ်ပါဆရာတော်ဘုရားကြီးတက်တယ်ရာတော်ရှိတယ်ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးတက်တော်ရာတော်ရှိပါပြီသာဒီဒီသာသာသူ့ကောင်းသူ့ပါများသူ့တာပါအလုံးဒီလိုရဲ့ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးတက်တော်ရာတော်ရှိစွာသာသနာပြုနိုင်ပါစေကြောင်းသူ့ကောင်းမြတ်တော်များပို့တာရည်ဖြင့်တွေ့တို့တာများဖြင့်ဤသို့ဒီနဲ့ပူဇော်ကြောလိုက်ရပါတော့တာပါဗျာဂုဏစေတမလေးချာဂုဏစေတမဆိုဂုဏစေတမဆရာဆရာဂုဏစေတမဂုဏစေတမကိုအောင်သိတော့ဝါဒီအုတ်ထုတ်ရင်းမှုစက်ကလေးတို့ဦးဆောင်ပြီးတော့တွေ့ကြရုံသာသူငယ်တို့အဖွဲ့ရဲ့ဆရာတော်ကြီးရဲ့ကုဏပူဇာမင်္ဂလာဘုရားဖြင့်ဒီကဲ့သို့အခမ်းအနားပူဇော်ခြင်းပူဇော်ဘဲလာပူဇော်ဘဲလာဒီကဲ့သို့တက်တော်ဖြစ်တဲ့ဘာသော60ပြည့်ဆရာတော်မထေရကြီးအားအခမ်းအနားဖြင့်ပူဇော်တက်ကာရပြုနေတဲ့အခါမှာသက်တော်သမျှအမှုတွေအားလေးများဖြင့်ဒီတို့ဒီမုံတော်ပြေပူဇော်လျက်ရှိပါတော့အလိုပူဇော်ဘက်ကြွလာကြတဲ့ယန္တိရဝဲမှာမိတ်တင်ကားများအပေါင်းတော်လည်းပဲဆရာတော်ဘုရားကြီး